ဒေါ်နယ်ထရန့်နဲ့မိုဟာမက်ဘင်ဆယ်မန်တို့ရဲ့ညစာစားပွဲကိုအီလွန်မတ်စ်အင်ဖန်တီနိုတို့နဲ့အတူတက်ရောက်ခဲ့တဲ့စီယိုနယ်တို့အင်နာဆာအသင်းနဲ့ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့အသင်းကောင်းဆောင်စီယိုနယ်တို့ဟာအမေရိကန်နိုင်ငံကိုဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့တို့ရောက်ရှိလာခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်တဲခင်းအခမ်းနဲ့ညစာစားပွဲကိုသူ့ရဲ့အတူနေချစ်သူဂျော်ဂျီနာရိုဒီဂရက်စ်နဲ့အတူတက်ရောက်ခဲ့ပါတယ်အရင်းညစာစားပွဲကိုနာမည်ကျော်ကုမ္ပဏီတွေဖြစ်တဲ့ Tesla, SpaceX, Twitter တွေရဲ့ပိုင်ရှင် Elon Musk ကမ္ဘာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ FIBA ဥက္ကဋ္ဌ Infantino နည်းပညာနဲ့စီးရင်အင်းရင်းနှီးမြှုပ်နှံသူဘီလီယံနာသူဌေး David Sacks အစရှိတဲ့သူတွေလည်းတက်ရောက်ခဲ့ပြီးညစာစားပွဲအပြီးမှာစီယိုနိုတို့ကဒီပုဂ္ဂိုလ်တွေနဲ့အတူ selfie ရိုက်ခဲ့ပါတယ်ဆော်ဒီပရိုလီမှာထင်ကြရကစားသမားတူအဖြစ်ကစားနေတဲ့စီယိုနယ်တို့ဟာအမေရိကန်နိုင်ငံကိုမိုဟာမက်ဘင်ဆယ်မန်နဲ့အတူထိပ်တန်းကိုယ်စားလှယ်တူအဖြစ်တက်ရောက်ခွင့်ရရှိခဲ့ပြီးညစာစားပွဲမှာအီလွန်မတ်စ်အမေရိကန်နိုင်ငံဒုသမ္မတ JD Vance တို့နဲ့တဒန်းနဲ့အတူထိုင်ကစားတော့ခဲ့ပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီစီယိုနိုတို့အနေနဲ့အမေရိကန်နိုင်ငံမှာ2009ခုနှစ်အတွင်းကကျောင်းဆရာမဟောင်းနဲ့မော်ဒယ်ဟောင်းတူဖြစ်တဲ့မာယောဂါဆိုသူကိုမရင်းချင်းခဲ့တယ်လို့ဆွဆွဲခံခဲ့ရပါတယ်ဒီအမှုကိုအပြီးသတ်ခဲ့တဲ့2019ခုနှစ်နောက်ပိုင်းအမေရိကန်မြေမှာသူ့ကိုပြန်မတွေ့ရတော့ဘဲအခုချိန်မှာမှပြန်လည်တွေ့မြင်ရတာလည်းဖြစ်ပါတယ်ဆော်ဒီအာရေဗျအင်ရှီမင်းသားမိုဟာမက်ဘင်ဆယ်မန်အနေနဲ့လည်းဆော်ဒီဂျာနယ်လစ်ခါရှီဂီကိုတူရကီနိုင်ငံအစ္စတန်ဘူမြို့ကဆော်ဒီကောင်စစ်ဝင်ရုံးအတွင်းလောက်ကျန်တပ်ဖြစ်ရမှာကျူးကန်ခဲ့တယ်လို့ဆွဆွဲခံခဲ့ရတဲ့2018ခုနှစ်နောက်ပိုင်းအမေရိကန်နိုင်ငံကိုပထမဆုံးပြန်လည်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်ဒေါ်နယ်ထရန့်ကိုခါရှီဂီလောက်ကျန်ခံရမှုနဲ့ပတ်သက်ပြီးမီဒီယာသမားတို့ကသူ့ရဲ့ဘဲဥပုံရုံးခန်းအတွင်းမေးခွန်းထုတ်ခဲ့ရမှာဒီမေးခွန်းမေးတဲ့အတွက်မချေမနှက်ဟန်ပြခဲ့ပြီးဘင်ဆယ်မန်အနေနဲ့ဒီကိစ္စအတွက်ဘာမှမသိဘူးလို့ကာကွယ်ပြောဆိုခဲ့ပါတယ်